မိုးလေဝသအရေးပေါ်သတိပေးချက်မိဘပြည်သူများအားလုံးမင်္ဂလာပါရှင်အခုအချိန်ဟာရာသီဥတုကအပြောင်းလဲအလွန်မြန်နေပါတယ်ဒါကြောင့်မိဘပြည်သူများအားလုံးဘေးအန္တရာယ်ကင်းဝေးစေဖို့နဲ့ကြိုတင်ပြင်ဆင်နိုင်အောင်အရေးပေါ်မိုးလေဝသသတိပေးချက်လေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်တွေအရလာမယ့်9ရက်အတွင်းမှာကျမတို့မြန်မာနိုင်ငံရဲ့ဒေသအတော်များများမှာမိုးအင်မတန်များပြားလာနိုင်ပြီးရေဘေးအန္တရာယ်တွေကြုံတွေ့ရနိုင်တယ်လို့သိရပါတယ်။အထူးသတိပြုရမည့်ဒေသတွေကိုပြောပြပါမယ်ရှင်။ပထမဆုံးအနေနဲ့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာမိုးရေချိန်9လက်မခွဲကနေ10လက်မနီးပါးအထိစံချိန်တင်မိုးများနိုင်တာကြောင့်ရေကြီးရေရှမ်းမှုတွေကိုအထူးသတိထားကြဖို့လိုပါတယ်။ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်းမိုးသေးတန်စွာရွာသွန်းနိုင်တယ်လို့မန္တလေးတိုင်းနဲ့မကွေးတိုင်းဒေသတွေမှာတော့မိုးသေးတန်ရုံတင်မကပဲလေပြင်းတိုက်ခတ်တာနဲ့မိုးသီးကျွေမှုတွေအထိဖြစ်ပေါ်နိုင်ပါတယ်။အခုလက်ရှိမြေပြင်သတင်းတွေအရဆိုရင်ရမဲတီမြို့နယ်အတွင်းမှာလေပြင်းတိုက်ခတ်တာနဲ့မိုးသီးကျွေမှုတွေစတင်နေပြီလို့သိရတဲ့အတွက်အနီးအနားကမိဘပြည်သူတွေအနေနဲ့ပေါ်ဆလို့မရတဲ့အခြေအနေပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ဖြစ်လာနိုင်တဲ့ဘေးအန္တရာယ်တွေကနေကာကွယ်နိုင်ဖို့အတွက်ရေကြီးရေရှမ်းမှုနဲ့ညီပြိုမှုအန္တရာယ်ရှိတဲ့နေရာတွေမှာနေထိုင်နေသူတွေအနေနဲ့ဘေးကင်းရာကိုကြိုတင်ရွှေ့ပြောင်းဖို့ပြင်ဆင်ထားကြပါ။2အရေးကြီးတဲ့မှတ်ပုံတင်စာရွက်စာတမ်းတွေနဲ့အရေးပေါ်ဆေးဝါးတွေကိုအလွယ်တကူယူဆောင်နိုင်တဲ့နေရာမှာအသင့်စုစည်းထားပေးပါ။3လီပြင်းတိုက်ထက်နေတဲ့အချိန်မှာခိုင်ခန့်မှုမရှိတဲ့အဆောက်အဦတွေတစ်ပင်ကြီးတွေနဲ့ဓာတ်တိုင်တွေအနီးမှာနေထိုင်ခြင်းကိုအထူးရှောင်ကျဉ်ပေးကြပါရှင်။ဘေးအန္တရာယ်ဆိုတာကြိုတင်ကာကွယ်ခြင်းကအကောင်းဆုံးမှုမိမိတို့ရဲ့ဆွေမျိုးမိတ်တင်ကားတွေဘေးကင်းစေဖို့အတွက်ဒီဗီဒီယိုလေးကို share လုပ်ပြီးအမြန်ဆုံးအသိပေးလိုက်ကြပါအောင်ရှင်။မိဘပြည်သူများအားလုံးတဘာဝဘေးအန္တရာယ်အပေါင်းကနေကင်းဝေးကြပါစေလို့ဆုတောင်း